ကျွန်တော်တို့ဖွဲ့ကိုလီယိုနာဒိုဒါဗင်ချီဒီဇိုင်းဆွဲထားတဲ့လေယာဉ်ပုံစံအပြည့်စုံကိုခိုးယူဖို့တာဝန်ပေးခံလိုက်ရတဲ့အတားအဆီးလွှာပေါင်းများစွာကိုဖျက်ကျော်ပြီးနောက်မိုင်းလေဒီဟာနောက်ဆုံးမှာလေယာဉ်ဒီဇိုင်းကိုရှာတွေ့သွားတယ်ကျွန်တော်တို့မှာတညာလုံးအချိန်မရှိဘူးဒါပေမဲ့ဒါကအဆောင်တွေကိုတတိထားမိသွားစေပြီးသူတို့ထွက်ပြေးကြတယ်ကျွန်တော်ပောက်ကွဲအားနဲ့အခန်းကိုဖောက်ခွဲလိုက်တဲ့ရေတွေအတွင်းကိုရုတ်တရက်ဝင်လာတာနဲ့ကျွန်တော်တို့ထွက်ပြေးနိုင်ခဲ့တယ်ကျွန်တော်တို့အောင်မြင်မှုကိုဂုဏ်ပြုနေတော့မှရုတ်တရက်ဘက်ကင်ဟန်မျိုးစားနေမျိုးအောင်ပေါ်လာတယ်မိုင်းလေဒီကကျွန်တော်တို့ကိုတစ္ဆာဖောက်သွားတယ်ဆိုတာသိလိုက်ရတယ်သူမဟာကျွန်တော်တို့၃ယောက်ရဲ့အရက်ထဲမှာမေးစေးထည့်ပြီးပုံစံအပြည့်စုံကိုဘက်ကင်ဟန်မျိုးစားကိုဈေးကြီးကြီးနဲ့ရောင်းချလိုက်တယ်တနေ့အကြာမှာလမ်းပေါ်မှာကျွန်တော်တို့တိုက်ပွဲဖြစ်ခဲ့ရပြီးဓာသမားလူငယ်ဒါဒါညံနဲ့မိတ်ဆွေဖြစ်သွားတယ်ကျွန်တော်တို့၄ယောက်စုပြီးဒုက္ခပေးနေတဲ့ဘီရှော့ရဲ့အဆောင်တွေကိုဆိုးဆိုးရွားရွားအနိုင်ယူလိုက်နိုင်တဲ့အိမ်ပြန်ရောက်တော့သူ့ကိုကျွန်တော်တို့ရဲ့ဇလန်းကိုပြောပြလိုက်တယ်ဘီရှော့ကဒီအကြောင်းကိုဖယင်းစီတိုင်ကြားပြီးကျွန်တော်တို့ကိုအပြစ်ပေးဖို့တောင်းဆိုလိုက်တယ်မကြခင်မှာပဲကျွန်တော်တို့ကိုနန်းတော်ကိုခေါ်သွားတယ်ကျွန်တော်တို့၄ယောက်ဘီရှော့ရဲ့အဆောင်40ကိုအနိုင်ယူခဲ့ရဆိုတာသိလိုက်ရတဲ့အခါဖယင်းကပိုပြီးစိတ်ရောကိုပါသဘောကျသွားတယ်မိဖုရားကလည်းကျွန်တော်တို့ကိုချီးကျူးလိုက်တယ်ဝမ်းသာသွားတဲ့ဖယင်းကကျွန်တော်တို့တဦးစီကိုအဝတ်စားတစ်စုံနဲ့ရွှေအိတ်တစ်ထုပ်စီဆူချီးမြင့်လိုက်တယ်ကျွန်တော်တို့အယမ်းပျော်သွားကြတယ်ခဏအကြာမှာဘီရှော့ကမိုင်းလေဒီကိုရှာဖွေလိုက်တယ်ဘက်ကင်ဟန်မျိုးစားပြင်တစ်ကိုလာတဲ့အခွင့်အရေးကိုအသုံးချပြီးဖယင်းနဲ့မိဖုရားအန်နီတို့ကြားမှာကွဲပြားအောင်လုပ်ဖို့သူကြံစီလိုက်တယ်မိဖုရားကိုမျိုးစားနဲ့တရားမဝင်ဆက်ဆံမှုရှိတယ်လို့ဆွဆွဲပြီးမိုင်းလေဒီကိုမျိုးစားရဲ့တစိတ်ခေါင်းကိုခိုးယူဖို့ညွှန်ကြားလိုက်တယ်မေတ္တာစာတစ်စောင်အတူလုပ်ဖို့ပြီးတော့မိဖုရားရဲ့စိတ်မဆွဲကိုခိုးယူဖို့ညွှန်ကြားလိုက်တယ်မိဖုရားဟာငယ်စဉ်ကမျိုးစားထံဖယင်းကပေးအပ်ခဲ့တဲ့စိန်ဆက်နှစ်လုံးတက်ထားတဲ့ပန်းဆွဲတစ်ခုရှိခဲ့တယ်ဒါဟာချီးမွမ်းမှုရဲ့တင်ကေတပါဒါပေမဲ့ဘီရှော့ကဒါကိုအခွင့်ကောင်းယူလိုက်တယ်သူဟာဖယင်းကိုအကမဲ့ပွဲတော်တစ်ခုကျင်းပဖို့စီစဉ်ခိုင်းပြီးမိဖုရားကိုအဲ့ဒီပန်းဆွဲကိုဝတ်ဆင်ဖို့တောင်းဆိုလိုက်တယ်အဲ့ဒီပန်းဆွဲဟာအခုအင်္ဂလန်မှာအဝေးကြီးမှာရှိနေတယ်ဒါဟာသူဖန်တီးထားတဲ့ကြောက်မက်ဖွယ်ထောင်ချောက်ပါကွန်စတန်စ်ကကျွန်တော်တို့ကိုဒီသတင်းကိုပေးလိုက်တယ်ဒါနဲ့ကျွန်တော်တို့၄ယောက်အင်္ဂလန်ကိုခီးထွက်လိုက်ကြတယ်ဘီရှော့ကမိုင်လေဒီနဲ့သူ့ရဲ့အဆောင်တွေကိုကျွန်တော်တို့ကိုလမ်းမှာကြိုတင်ခိုက်ဖို့ဆေးလွတ်လိုက်တယ်ကျွန်တော်တို့မရေမတွက်နိုင်တဲ့တိုက်ခိုက်မှုတွေကိုရင်ဆိုင်လိုက်ရတယ်ဒါတောင်မှပိတ်ဆို့မှုကိုဖြိုဖျက်ပြီးကားလေးစိတ်ကန်းကိုရောက်ရှိသွားတယ်မိုင်လေဒီကကျွန်တော်တို့ကိုကောင်းကောင်းသိတယ်သူမဟာကိုကိုအပြည့်အဝပြင်ဆင်ထားတယ်လို့ပြောပေမဲ့အဖွဲတစ်ဝင်လာတဲ့မက်စကီတီယာဒါဒါညံကိုတော့လေးလျူရှုမိသွားတယ်သူမဟာအတူအယောင်ဝတ်စုံနဲ့နန်းတော်ထဲကိုအလွယ်တကူဝင်ရောက်သွားတယ်တတိအားရောမှုကိုအခွင့်ကောင်းယူပြီးကျွန်တော်တို့၃ယောက်ဟာမျိုးစားရဲ့လေရင်ကိုခိုးယူလိုက်ပြီးနန်းတော်ကိုအဆက်မပြတ်ပုံကျဲတိုက်ခိုက်ခဲ့တယ်မိုင်လေဒီကိုကျွန်တော်ကောင်းကောင်းသိတယ်သူမဟာစိတ်မဆွဲကိုသူမရဲ့အိတ်ထဲမှာပဲအမြဲထားလေးရှိတယ်ဒါအပြင်သူမရဲ့မြင်းလဲမောင်းသူဟာတကယ်တော့ကျွန်တော်ရဲ့အစေခံအတူအယောင်ဖြစ်နေတယ်ဒီလိုနဲ့ကျွန်တော်တို့ဟာစိတ်မဆွဲနဲ့မိုင်လေဒီနှစ်ခုစလုံးကိုဘက်ကင်ဟန်မျိုးစားရဲ့လေရင်နဲ့အတူပြင်သစ်ကိုပြန်လာခဲ့ကြတယ်လေရင်ပါရီမျိုးကိုရောက်တာနဲ့ရုတ်တရက်ဘီရှော့ရဲ့လေရင်ကတိုက်ခိုက်လာတဲ့အဆောင်တက်ကြီးကကွန်စတန်စ်ကိုဓာစာခံဖြစ်ဖမ်းဆီးပြီးစိတ်မဆွဲကိုပေးဖို့ချင်းချောက်လိုက်တယ်တက်ကြီးကစိန်တွေကိုယူပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့ဒါဒန်ကသူ့ကိုတားလိုက်တယ်နှစ်ယောက်သားခေါင်းမိုးပေါ်မှာဓာဖြင့်တိုက်ခိုက်ခဲ့ကြတယ်နောက်ဆုံးမှာဒါဒါရဲ့ကျွမ်းကျင်တဲ့ဓာတိုင်းတက်နဲ့တက်ကြီးတေဆုံးသွားတယ်တော်ဝင်ကမယ်ပွဲတော်စတင်တော့မဲ့အချိန်မှာဘီရှော့ကကျွန်တော်တို့ကိုနန်းတော်ထဲဝင်ဖို့တားဆီးနေသေးရဲ့မဲ့ကျွန်တော်တို့ဟာအနေရများတဲ့လေရင်ကိုနန်းတော်ခြံထဲမှာပဲဆင်းသက်လိုက်တယ်